အတွက်ရုန်းကန်ရင်ဆိုင်မို့ခရီးထွက်မဲ့လောကအိုလူသားလွမ်းရတဲ့ဝမ်းရခတဲ့ပြောလို့အတင်းငါကြောက်ခိုင်းထွက်လာစဉ်တတိတရာနဲ့အမတ်တရားနေလေတော့ဇနီးမယားရဲ့ရင်ဝင်ဆူနေမလားအတင်းကိုခရီးချစကားလမ်းစဉ်မန်ထားတဲ့လမ်းစာမဆုံးခင်မှာရင်လေးလေးရင်လေးရောဒီတချင်လေးဆိုသမီးလေးငိုတဲ့ကြောင်းနေတယ်လေရင်လေးလေးရင်လေးရောဒီတချင်လေးဆိုသမီးလေးချော်တဲ့ကြောင်း